Hello အားလုံးပဲမင်္ဂလာပါခါတော့ Agri Singapore ကနေ solo trip လေးသွားဖြစ်ပါတယ် VNN ရဲ့အလယ်ပိုင်းမှာရှိတဲ့ တနန်းဆိုတဲ့မြို့လေးကိုပါအရင်တော့တစ်ခေါက်သွားဖို့ပဲအရေးသဘောကျလို့နောက်တစ်ခေါက်ထပ်သွားတာပါ solo သွားတာနည်းနည်းလေးတော့ပြင်းစရာကောင်းပေမဲ့လေစိတ်ထဲမှာရှောက်ကြည့်ရင်းနဲ့ let's go ခေါ်တဲ့ချိန်ကြာမှ Bounty Gate ကိုရောက်သွားတယ်ပေါ့နော်တစ်ခါမှနောက်မချတဲ့နောက်ကျအချင်းပါပဲIKEA စင်ကာပူကနေပြီးတော့တနန်းကို night flight နဲ့သွားတာဆိုတော့တော်တော်လေးမှောင်လာကြမှာတနန်းကိုရောက်တယ်ပေါ့နော်။ကံကောင်းတယ်ပဲပြောရမလားမသိဘူး immigration မှာတိတ်ပြီးတော့အကြာကြီးတမ်းမစီလိုက်ရဘူး။ပုံမှန်ဆိုလို့ရှိရင် VNN ရဲ့ immigration ကအရန်လူတန်းစီရတယ်ဆိုပြီးတော့နာမည်ကြီးပါတယ်။နောက်IKEAညီမလေးနဲ့တွေ့ပြီးတော့ hotel ကို Grab ငှားပြီးတော့သွားတယ်ပေါ့နော်။ဒီနေရာမှာIKEA ချန်ပြုချင်တာက Grab က VNN မှာအရန် convenient ဖြစ်ပါတယ်။ application ရပဲငှားပါနော်။ဒါကတော့ IKEA hotel ကနေမြင်ရတဲ့ sea view လေးပါလှိုင်းပုတ်တန်နေနဲ့လေအရန်တာယာနေရနဲ့ပဲ IKEA beach မှာလမ်းလျှောက်ထွက်မယ်ဆိုပြီးတော့လမ်းလျှောက်ထွက်လာခဲ့ကြတယ်ပေါ့နော်ညာရီမီဒါကတော့ hotel ရဲ့ slipper နဲ့ပြောနေတဲ့ IKEA လေးပါတနန်းကိုလေ February နဲ့ August မှာလာဖို့တော့IKEA ကြံပေးချင်ပါတယ်အရင်တစ်ခေါက်ကတော့ August ကလာတာပေါ့နော်အခုတစ်ခေါက်က December မှာလာတော့မိုးတွေတအားရွာပြီးတော့လေရတာတိတ်တော့အဆင်မပြေဘူးပေါ့ဒီနေ့ IKEA ရဲ့ plan ကဘနန်းဟီကိုသွားမှာဆိုတော့ IKEA နဲ့တူလိုက်ခဲ့ပါအောင်နော်တနန်းနေပြီးတော့ဘနန်းဟီကိုIKEAကားငှားပြီးတော့သွားပါတယ်ဘနန်းဟီရဲ့တောင်ချီမှာရှိနေတဲ့ကောင်တာမှာIKEA cable car ticket ဝယ်ပါတယ်အဲ့ဒီ cable car က Golden Bridge နဲ့ဘနန်းဟီကိုသွားမှာပါအဲ့ဒီမှာ option နှစ်ခုရှိပါတယ် cable car ticket only ပဲလားဒါမှမဟုတ်ရင်လည်း cable car နဲ့ lunch buffet ပါတဲ့ package လားဆိုပြီးတော့နှစ်ခုရှိရပေါ့နော် IKEA ကတော့ cable car ticket only ပဲဝယ်ပါတယ် VNN တောင်တစ်ယောက်ကို9သိန်းခွဲပေးရပါတယ်ဒါကတော့cable car station မှာရှိနေတဲ့ decoration လေးပါဘနန်းဟီတောင်ချီကနေပြီးတော့ IKEA Golden Bridge ကို cable car တက်ဆင်စီပါတယ်တောင်အောက်မှာတော့ရာသီဥတုကတာယာပဲမဲ့တောင်ပေါ်မှာမြို့တွေအရန်ဆိုင်ပြီးတော့အရန်အေးပါတယ်လူတွေလည်းအရန်များတဲ့ခါကြတော့လေ Golden Bridge ပေါ်မှာရာသီဥတုကလေအရန်တိုက်ပြီးတော့စိုးနေပြီမဲ့လည်းစောင့်ပြီးတော့ဓာတ်ပုံတော့ရအောင်လုပ်ခဲ့ပါသေးတယ်Now IKEA Golden Bridge ရဲ့ဘေးမှာလေအရန်လှတဲ့ park လေးရှိရပေါ့နော်အဲ့ park မှာဗုဒ္ဓဆင်းနုတော်ကြီးတခုရှိပါတယ်အဲ့ဆင်းနုတော်ကိုIKEA လုံခဲ့တဲ့3နှစ်တုန်းကတော့ပြန်လာပါစေဆိုပြီးတော့ဆူတောင်းခဲ့ရလေပြန်ရောက်လာလို့အဲ့ဒါကြောင့်မို့လို့IKEAဒီတစ်ခေါက်လဲဆူတွေအများကြီးတောင်းခဲ့ပါတယ်ဆူတောင်းပြည့်ပြောရမှာပေါ့နော်ဒါတော့IKEAရဲ့ဘနန်းဟီကတငယ်ချင်းလေးတွေပါနောက်IKEA Golden Bridge ကနေပြီးတော့ဘနန်းဟီရဲ့ပေါ်မှာရှိနေတဲ့ French Village စီကို IKEAသွားဖို့အတွက် cable car တစ်ဆင့်ထပ်စီရတယ်ပေါ့နော်အဲ့ဒီမှာ cable car station တွေအကုန်လုံးကလေ street structure တွေနဲ့စောက်ထားတာပေါ့နော်တဲပို့ဆောင်ရလည်းမလွယ်တဲ့အတွက်သူတို့စောက်ထားတာတော်တော်လေးကို impress ဖြစ်စရာကောင်းပါတယ်ဒါကတော့ cable car ပေါ်မှာပါဘနန်းဟီရဲ့ French Village ကိုရောက်ပါပြီရှင်ရာသီဥတုကတော့လေမြင်တဲ့အတိုင်းပဲလုံးဝကိုပုံဆိုင်ပြီးတော့လေမြို့တွေတအားကြတယ်ပေါ့နော်ဘနန်းဟီးကလေချက်ချောင်းကြီးတစ်ခုရှိတယ်ပြီးတော့ castle တွေအများကြီးနဲ့ပန်းတွေနဲ့အရန်ကိုပဲလှပြီးတော့လေမော်ဆန်တဲ့နေရာလေးလို့ပြောရမှာပေါ့နော်